ဆိုမားတွေဒုက္ခရောက်တာပါလေသိလားဘာကီးနဲ့ဆိုရမှန်းမသိတာရှိလားဒါမျိုးရှိလားရှိတယ်ဆိုရင် comment မှာရှိတယ်လို့ရေးလာကြတယ်ဆိုတော့ဒီဒုက္ခကို Harry လာပြီးကူညီဖြေရှင်းပေးမယ်အဲ့တော့ဒီဗီဒီယိုတစ်ခါတည်း save ထားပါပြီးတော့တငယ်ချင်းတွေသိရအောင်လဲတွားပြီး share ပေးလိုက်ပါ original အဆိုတော်ကကီးဂျီနဲ့ဆိုလိုက်တယ်ဆိုပါစို့ဒါပေမဲ့ကိုကသူ့လောက်လည်းမអော်နိုင်ဘူးဆိုလို့ရှိရင်ဘာကီးနဲ့ဆိုလို့ဆိုရမှမသိတော့အဲ့ဒါဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်ကီးတွေကိုအစင်အလိုက်အနှိမ့်အမြင့်ကိုမသိလို့ပဲဖြစ်တယ်နေ့ Harry က shuffle ကီးတွေကိုမပြောသေးဘူးအဓိကအားဖြင့်အကြမ်းဖြင့်နားလည်အောင်ကီးတွေခုနှစ်ခုရှိတယ်အဲ့ဒါကိုလာပြီးပြောပြပေးမယ် music alphabet မှာကျွန်တော်တို့က A B C D E F G ဆိုပြီးဒီခုနှစ်လုံးကိုပဲသုံးတယ်အစင်လိုက်ပဲเนาะကြည့်မယ်เนาะ A B C D E F G ဆိုတော့အကယ်လို့ G ပြီးပြီဆိုလို့ရှိရင်ဘာလာမလဲ H မလာအောင် G ပြီးပြီဆိုလို့ရှိရင် A ကိုပဲတန်းလာရမယ် G ရဲ့အပေါ်မှာဘာကီးရှိလဲကီး A ရှိတယ်အဲ့တော့တကယ်လို့ကိုကကီး G ကကို့အတွက်အရန်မြင့်နေတယ်နည်း short ချင်တယ်ဆိုရင် G ရဲ့အောက်ကF နဲ့လာပြီးဆိုပေးရအဲ့လို original အဆိုတော်ကကီး G နဲ့ဆိုထားတယ်ဒါပေမဲ့ကို့အတွက်ကနှိမ့်နေတယ်လို့ခံစားရတယ်ဆိုလို့ရှိရင် G ရဲ့အပေါ်ကကီး A နဲ့လာပြီးဆိုပေးရမယ် A B C D E F G အစင်လိုက်ရှိတဲ့ကီးတွေကိုလုံးဝခေါင်းထဲမှာမှတ်သွားလိုက်ပါကဲလို့ဒီဗီဒီယိုကကို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် comment မှာ keys လို့ရေးလာခဲ့ပေးပါအဆိုပိုင်းနဲ့ပတ်သက်ပြီးတော့မှဒီထက်အသေးစိတ်ထပ်ပြီးသိစင်တယ်ဘာမှအခြေခံလုံးဝမရှိတဲ့သူတယောက်ကနေပြီးတော့မှဒီပုတ်ကိုနီးစနစ်မှန်မှန်နဲ့ဘယ်လိုမျိုးလှပအောင်ဆိုရမလဲလေယူလေသိန်းတွေကအစစနစ်တကျသင်ထားပေးတဲ့ master singer class ဒီ class ထဲမှာလာပြီးစုံလို့ရတယ်သင်တန်းကျအပြည့်က4သိန်းခွဲဖြစ်ပါတယ်ဒီဗီဒီယိုကို screenshot လုပ်ပြီးတော့မှလာအပ်တဲ့နောက်ထပ်9ဦးအတွက်ကို2,9,900ကျပ်နဲ့ချက်ချင်းရရှိမှာဖြစ်ပါတယ်အဆိုပိုင်းမှာ master တယောက်ဖြစ်ဖို့ master singer class မှာတွေ့ကြမယ်